ဒီတိုင်းဘာမှဟုတ်တဲ့အရာတွေကြောင့်အချိန်ကုန်နေပါတယ်ညနေစောစောအိမ်မယ်ဆိုတဲ့အိမ်မက်လေးရောအိမ်မက်မဟုတ်ပါဘူးဒါစောစောအိမ်မယ်ဆိုတဲ့စကားတစ်ခုမှမတည်နိုင်သေးဘူးခုထိကိုယ့်ရဲ့တနည်းတာအချိန်10ပုံမှာ10ပုံလောက်ကဒီဖုန်းသုံးပြီးမှပဲအချိန်ကုန်နေတယ်ဖုန်းကမသုံးရင်မနေနိုင်ဘူးဘယ်တော့ဖုန်းကင်တယ်အိမ်သာတက်ရင်ရောပဲအလုပ်လုပ်ရင်ရောပဲသမင်းစားရင်ရောပဲသမင်းစားရင်ဖုန်းမရှိမနေနိုင်ဘူးသမင်းစားတဲ့ချိန်ဖုန်းပါမှာဖုန်းရင်လိုက်ရှာပြီးတခုဖွင့်ထားမှာသမင်းကစားဝင်တယ်လို့ခံစားရတယ်ညရောက်တဲ့ချိန်ကြတော့လေစောစောအိမ်မဆိုရဲစကားတခုမတည်နိုင်ဘူးမိက2 နာရီ3 နာရီမှအိတ်ဖြစ်တယ်ကြာလာတော့မျက်နှာလေးစုပ်ပြတ်တတ်တာပေါ့နော်အေးပြတ်တဲ့ချိန်ချောင်းဝချန်လေးပို့ပွားလာတယ်မျက်လုံးလေးလည်းအခုဆုံးမြန်မြန်တက်ရမလို့ဖြစ်နေပါပြီပြီးတော့အတွေးရလည်း24နာရီတွေးလွန်နေတယ်ငါဘာလို့ဒီလိုဖြစ်နေတာလဲပေါ့နော်ဒီလိုဖြစ်ချင်မို့တကယ်စိတ်ကြတော့တိုးတက်ချင်တဲ့အောင်မြင်ချင်တယ်ပေါ့ဒါပေမဲ့လေးလာဆိုလည်းမလေးလာနိုင်ဘူးလေးလာနိုင်ဘူးဆိုတော့အချိန်မရှိလို့လားဆိုတော့မဟုတ်ဘူးအဲ့အချိန်တွေအားလုံးကဒီဖုန်းပဲယူနေရပါတယ်မိုးလင်းတာတဲ့ကျလုံးစားဖွင့်တာနဲ့ဖုန်းဝယ်ရင်တန်းတိုင်းတယ်ဖုန်းကင်ပြီးမှမျက်နှာတက်သွားတိုက်တယ်တက်ရှိလို့ဆရာရှိရလို့တယ်ပြီးလေအဲ့ဒါတက်နေလေဖုန်းထောင်ပြီးမှကိုကြည့်ရပါတယ်ဟုတ်လဲအဲ့လောက်ထိတော်တော်ယူနေတော့ဒီဖုန်းကြောက်လို့ရအားရချိန်လေးမှလေဒီဖုန်းကနေတခုလစ်လာလို့ရတယ်ပါဒါပေမဲ့မလစ်လာဘာလို့လဲမသိလစ်လာရင်လည်းတရက်ပဲလူလည်းမသိဘူးပြောလေဘာမဟုတ်တဲ့TikTokကြီးကြည့်အချိန်ကဘယ်လိုကုန်မှမသိဘူးဘာအကျိုးရှိတယ်ဆိုဘာမှလည်းအကျိုးမရှိဘူးမလားတော့ကြိုက်ကြည့်ပါပဲချိန်ကုန်ပြီကြာလာတော့ဒါကြီးရငင်းငွေလာပြီကိုကတုတ်တက်ချင်တယ်ပြောင်းလဲချင်တဲ့စိတ်ပဲပြည့်ရှိတယ်ဒါပေမဲ့မကြိုးစားနိုင်ဘူးပေါ့မကြိုးစားချင်တာမဟုတ်မကြိုးစားနိုင်တာအချိန်မရှိဘူးလားဆိုလည်းရှိလူလည်းဒီလိုလူလည်းရှိရနော်နောက်လူတွေကတော်တော်ထူဆန်းတယ်ကိုကဘယ်လိုပြောရမလဲတော့မသိအောင်နာကကြောင်စဉ်းစားလိုက်တော့တယ်အောင်မြင်ချင်လို့တိုးတက်ချင်လို့ဆိုပြီးအေးအောင်မြင်ချင်တဲ့လူတွေဘယ်လိုလုပ်ရဆိုရဟာလေအများကြီးပါလားအရာတော့အောင်မြင်ချင်တယ်ဒါပေမဲ့ကိုကလေဘယ်လိုလူလည်းမသိဘူးအရာအောင်လေကျူးရချင်စိတ်ရှိရတယ်ဒါပေမဲ့တခုလုပ်ပြီးဆိုလေသူများတွေလို့စိတ်လုံးဝဆုံးဖြတ်တတ်တဲ့လူမဟုတ်ဘူးအဲ့ဒါမဟုတ်တာကြောင့်ပဲနေမှာတိလားတခုလုပ်ပြီးဆိုလေအဲ့တခုကအာယုံစိုက်ပြီးမှတကယ်လုံးတကယ်ဖြစ်နိုင်တယ်ဆိုတော့ကိုယုံကြည်မှုက 100% ယုံကြည်ရပါတယ်ဒီလိုစူးစမ်းချင်စိတ်ပဲရှိတော့တကယ်တော့စူးစမ်းနိုင်ဘူးဒါပေမဲ့တချင်းကြရင်ကအင်္ဂလိပ်စကားတွေအဲ့တရုတ်စကားတွေပေါ့နော်ကျွမ်းအောင်ပြောနိုင်ရမယ်အဲ့လိုစိတ်တွေကရှိပါတယ်ပြောငါတခုမှအောင်မြင်တဲ့လူတယောက်ဖြစ်စေရမယ်ဆိုရင်စိတ်ကအရန်ရှိတယ်အဲ့တော့အခုတော့မဖြစ်သေးပေမဲ့တနေ့ကျရင်ဖြစ်အောင်လုပ်ပါမယ်ပူရာလေးတကယ်ဖြစ်ချင်တယ်ဆိုရင်စူးစမ်းရမယ်အချိန်တွေအရန်ပေးရမယ်သူစူးစမ်းချင်လက်စိတ်ရှိရမယ်တကယ်လေတခုလုပ်ပြီးဆိုရင်အဲ့တခုပဲတကယ်အာယုံစူးစိုက်ပြီးမှလုံနိုင်ရမယ်ဆိုရက်စိတ်လေးရှိရမယ်တကယ်လည်းလုံနိုင်ရမယ်အဲ့တခုလေးဒီဟာလည်းလုပ်ချင်ဟိုကလည်းလုပ်ချင်ကျွန်မအခုအဲ့လိုဖြစ်နေတာကျွန်မတက်ခု19နှစ်မှအဲ့လိုဖြစ်နေမှာမိကအထက်လေးဖြစ်ချင်တယ်ကွာပြောလေကိုကအတော်ပိုင်းလေးကြိုက်တယ်ဘလုံးကန်ရလေးကြိုက်တယ်အဲ့လိုတချင်းဆိုရရဲ့ကကလေးကြိုက်တယ်ဒီနောက်ဆက်လေးပါလေးချုပ်လိုက်သေးတယ်ဟိုမရောက်ဖြစ်နေပါတယ်ကျွန်မလင်းလို့မဖြစ်ဘူးဆိုတဲ့စိတ်ကအောက်နောက်ထဲမှာမြင်ရှိတယ်မိသားစုထောက်ပံ့ရမယ်မောင်နှမတွေထောက်ပံ့ရမယ်သူတို့လောက်ကင်နိုင်တဲ့အထိလောက်ကင်နိုင်စွမ်းရှိတဲ့အထိအဲ့လိုမျိုးထောက်ပံ့ပြီးမှပဲကိုကသူတို့လည်းချနိုင်တော့တဲ့အချိန်မှာပဲကိုရဲ့ကိုပိုင်လုပ်ငန်းတွေစတင်ပြီပေါ့နော်စိတ်ကိုရရှိပါတယ်ကိုလိုလိုစီမောင်နှမတွေလည်းငြိတီတော့ဒီချိန်ဒီမှာပဲရှိနေပါသေးတယ်ဖြစ်ချင်တဲ့ဟာတွေအများများတွေဖြစ်ချင်တာကိုခဏမိထားတာပေါ့နော်မိထားတော့ဖြစ်ချင်တာတွေစုထားတာဖြစ်တဲ့ဟာတွေအဲ့လိုမျိုးဟာတွေပဲနော်အရင်ကြိုးစားပြီးမှလုပ်နေတာပေါ့နောက်ကျရင်ကိုဖြစ်ချင်တာတွေထုတ်ပြီးမှလုပ်မယ်လို့စိတ်ကူထားပါတယ်ဒီလိုအားတဲ့ချိန်လေးမှာသူများတွေဘုဒ္ဓတရတဲ့ဟာပြောရလူရဲ့စကားအရင်နားထောင်မှာဘုဒ္ဓတအများကြီးနားထောင်ထားပါတော့တစ်ချိန်မှာဒါလည်းအသုံးဝင်လာပါလိမ့်မယ်နော်